မင်္ဂလာပါမိတ်ဆွေများရေရှင်နေကခန်းစားချက်တွေဖွင့်ဟအနားယူနိုင်တဲ့ Soul Notes Channel မှာကြိုဆိုပါရစေဒီနေ့ဖတ်ပြပေးမယ့်စာကတော့ချစ်ချင်းနဲ့ကိုကျင်တရားကြားမျိုးသိခဲ့ရတဲ့ခန်းစားချက်တစ်ခုကိုတိတ်တဆိတ်ရွေးချယ်ခဲ့တဲ့လူတစ်ယောက်ရဲ့ရင်ဖွင့်စာပါအကယ်၍တင်လဲကိုမပိုင်ဆိုင်နိုင်ခဲ့တဲ့ချစ်ကိုချစ်မိဘူးတဲ့ဆိုရင်ဒီစာကိုတင်းတွက်လဲဖတ်ပြပေးခြင်းပါတယ်အားဆင်ကြည့်ပါနော်မင်္ဂလာပါစိုးနှုတ်ထီမီညီမခန်းစားချက်တချို့ရင်ဖွင့်ချင်ပါတယ်ဒီခန်းစားချက်ကဘယ်သူမှမပြောဘဲမျိုးသိပ်ထားခဲ့တာ6လလောက်ရှိပါပြီအခုတော့ဖွင့်ပြောပြီးအဆုံးသတ်နိုင်ဖို့မျှော်လင့်ပါတယ်ညီမရဲ့လက်ရှိလောကလို့ဖော်ကိုင်ပတ်တူကိုအလုပ်ဝင်ပြီးစတွေ့တဲ့နေ့ကလေးကသဘောကျခဲ့မိတာပါဒါပေမဲ့သူ့မှာသက်ဆိုင်သူရှိနေပြီးတာပါသူချစ်သူကောင်မလေးကညီမတို့ကုမ္ပဏီကမဟုတ်ပါဘူးသူနဲ့ညီမနဲ့ကအဖွဲတစ်ခုထဲမှာကြားတဲ့အတွက်အလုပ်ကိစ္စနဲ့ပတ်သက်ပြီးနေ့စဉ်ပြောဆိုရှိကြပါတယ်ညီမဘက်ကလည်းသူ့မှာသက်ဆိုင်သူရှိတာသိကြတဲ့ကရှင်တွေကခန်းစားချက်ကိုအရေးရောင်တောင်မြေစားမိအောင်ထိမ့်သိမ်းခဲ့ပါတယ်သူ့ဘက်ကလည်းညီမကိုညီမအရင်တယောက်လိုအဆဆအရရဂရုတစိုက်ရှိခဲ့ပါတယ်အချိန်ကြာလာတာနဲ့မျှသူ့နှွေးထွေးမှုအောင်မှာခန်းစားချက်တွေကိုထိန်းချုပ်ရတာခက်ခဲပြီးပြင်ပန်းလွန်ပါတယ်ညီမအနေနဲ့ရှေ့ဆက်တိုးဖို့မဖြစ်နိုင်သလိုစောင့်မျှော်တာမျိုးလည်းမလုပ်ရပါဘူးဒါကြောင့်အလုပ်ထွက်စာတင်ပြီးအလုပ်မပြောင်းခင်ကြာခက်စိမ့်စိမ့်နေဖို့ဆုံးဖြတ်ပြီးသူ့ကိုရှောင်နေခဲ့တာတစ်လလောက်ကြာပါပြီခက်တာကညီမဘက်ကရှောင်လေသူ့ဘက်ကပိုကယူဆိုင်လေဖြစ်လာတယ်လို့ခံစားရတာပါအဲ့ဒီအတွက်ညီမပြောတင်သလားမပြောတင်ဘူးလားဆိုတာတော့မခွဲခြားတတ်ပါဘူးကိုချစ်တဲ့သူတယောက်ကိုပိုင်ဆိုင်ညတာမှန်ပေမဲ့ညီမကြောင့်တစ်ဖက်မိန်းကလေးကိုပြစ်ထားခဲ့မှမျိုးမလိုလားပါဘူးအမှန်တိုင်းဝန်ခံရရင်တစ်ဖက်မိန်းကလေးကိုကိုချင်းစာတနာလို့မဟုတ်ဘဲညီမချစ်တဲ့လူတယောက်ကိုအဲ့လိုလူမျိုးမဖြစ်စေချင်တာပါသူ့ဘက်ကချစ်တယ်လို့ဝန်ခံထားသည်၍အဲ့ဒီအချစ်ကိုတာဝန်ယူပြီးအပြည့်အဝနှွေးထွေးပေးတဲ့သူမျိုးတစ်ဖက်လူယုံကြည်စိတ်ချလို့ရတဲ့သူမျိုးဖြစ်နေပဲလေးစားချင်တာပါအကယ်၍ညီမတို့နှစ်ယောက်မှာရှေးကုသိုလ်ရည်ဆက်တွေရှိလို့စုံကိုစုံရမယ်ဆိုရင်တောင်သူ့ကိုစင်ကယ်ဖြစ်နေပဲတစ်ဖန်တွေးခွင့်ရပြီးမှမြင့်မြင့်နုံနုံဖွင့်ရတာကိုခံယူချင်ပါတယ်အခုဆိုအလုပ်ခွင်မှာသူနဲ့တွေ့ခွင့်ရတဲ့နောက်ဆုံးရက်တစ်ပတ်ကိုရောက်နေပါပြီဒီနေ့လုံးသူ့ကိုဂရုမစိုက်ချင်အောင်ဆောင်ရတာပင်ပန်းသလိုညတိုင်းမျက်ရည်ကျရတဲ့စိတ်ကိုလည်းဒေါသထွက်ရပါတယ်ဘာပဲဖြစ်ဖြစ်နောက်3ရက်နေရင်သူ့မျက်နှာကိုမတွေ့ရတော့ဘူးလို့စိတ်ကိုတင်ထားပေမဲ့နှလုံးသားကတော့ပြီးရဟိဝေပြောကဒုက္ခချစ်မြတ်နိုးသူနဲ့ကိုကွင်းချင်းစည်းရဲကိုမခံစားနိုင်အောင်ဖြစ်ရပါတယ်ဒီခံစားချက်ကိုအတိတ်တရားရောက်စီရင်ဖွင့်မိရင်ရှက်ရွံ့စရာဖြစ်နေနိုင်တာမို့စာရေးလိုက်ရခြင်းမှာစာရှိသွားတာသိခံပါရှင်ရင်ဖွင့်လိုက်ရခြင်းအတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီစာကိုဖတ်ပြီးတရင်ဆုံးစာမှုပိုင်ရှင်ရဲ့စိတ်ကိုလေးစားမိပါတယ်ဒီခန်းစားချက်ကမလွယ်ကူဘူးဆိုတာကိုစာကြောင်းတိုင်းကပြောနေတယ်လို့ပါပဲဒီနေရာမှာညီမလိုချစ်မိသွားတဲ့သူတွေအများကြီးရှိနေနိုင်ပါတယ်ပထမဆုံးပြောချင်တာကချစ်မိသွားတာမမှားပါဘူးဒါဟာလူတစ်ယောက်ရဲ့မတားမြစ်နိုင်တဲ့ခန်းစားချက်တစ်ခုပါဒါပေမဲ့ညီမရဲ့ရွေးချယ်မှုတွေကအလွန်ကိုတန်ဖိုးရှိပါတယ်တစ်ဖက်လူကိုမထိခိုက်စေခြင်းလို့ကိုယ်နှလုံးသားကိုကိုယ်တိုင်ထိမ့်သိမ်းနိုင်တာကအနည်းချက်မဟုတ်ပါဘူးကိုစိတ်ကြည်နပ်ဖို့တစ်ဖက်လူကိုမထိခိုက်စေခြင်းနာကိုချစ်တဲ့သူကိုမကောင်းတဲ့သူမဖြစ်စေခြင်းနာအချစ်ကိုခိုးယူမဲ့အစားစောင့်နိုင်မှုဆုံးဖြတ်နိုင်တာဒီအရာတွေကစိတ်သက်ခိုင်မာမှုကိုကျင့်တရားနဲ့ကိုယ်တန်မှုကိုပြသပါတယ်ညီမဟာအချစ်ကိုတန်ဖိုးထားသလိုကိုယ်တန်မှုနဲ့ကိုကျင့်တရားတမကတစ်ဖက်ကကိုချစ်တဲ့လူရဲ့ကိုကျင့်တရားကိုပါတန်ဖိုးထားနိုင်တဲ့အမျိုးသမီးကောင်းတစ်ယောက်ဖြစ်နေပြီဒါပါသူ့ဘက်ကပိုပြီးဂိဆိုင်လာတာဟာညီမအတွက်စိတ်လှုပ်ရှားစေသလိုပူနာခြင်းစေတဲ့အရာပါဒါပေမဲ့အရေးကြီးတာကသူဂိဆိုင်မှုဟာသူ့အချင်းတွေကိုမပြောင်းလဲပေးနိုင်ပါဘူးချစ်သူရှိပြီးသားလူတစ်ယောက်ရဲ့နှွေးထွေးမှုဟာတခါတည်းမှာလူတစ်ယောက်ရဲ့နှလုံးသားကိုမျောလင်းချက်ပေးပြီးနောက်ဆုံးမှာကိုယ်တိုင်ပဲပင်ပန်းရစေတတ်ပါတယ်ညီမကအဲ့ဒီလမ်းကိုတီးတီးတာတာရက်တက်နိုင်ခဲ့ပါတယ်ဒါဟာအားနည်းချက်မဟုတ်ပါဘူးဒါဟာခိုင်မာမှုပါအ
အလုတ်ထွက်ပြီးခက်ဆင်းဆင်းနေဖို့ဆုံးဖြတ်ခဲ့တာဟာထွက်ပြေးတာမျိုးမဟုတ်ပါဘူးဒါဟာပိတ်လောင်နေတဲ့အခြေအနေကနေကိုကဲတင်လိုက်တာပါညီမရွေးတဲ့လမ်းကနာကျင်စီပေမဲ့မှန်ကန်ပါတယ်ဒါဟာတစ်ချိန်မှာညီမတန်မှုနဲ့အညီထိုက်တန်အသိမှတ်ပြုချစ်ပေးနိုင်တဲ့လူတစ်ယောက်နဲ့တွေ့ဆုံဖို့လမ်းကြောင်းဖြစ်နိုင်ပါတယ်ခုလိုရင်ဖွင့်လိုက်တာဟာမှန်ကန်ပါတယ်ဒီခံစားချက်ကိုအဆုံးသတ်ခြင်းတဲ့နေရာမှာညီမတကယ်ရောက်နေပါပြီတနေ့ချင်းစီကညီမခံစားချက်တွေကိုနည်းနည်းချင်းပေါ်ပါလာအောင်ပူစားပေးပါလိမ့်မယ်အချိန်ကြာလာရင်ဒီဆုံးဖြတ်ချက်ကညီမအတွက်နာကျင်စရာမဟုတ်ဘဲဂုဏ်ယူစရာဖြစ်လာပါလိမ့်မယ်ကဲ Sonos ကိုနားဆင်နေကြတဲ့မိတ်ဆွေများရေတချို့အချက်တွေကပိုင်ဆိုင်မှုမဟုတ်ပဲကိုဘယ်လိုလူဖြစ်လဲဆိုတာပြသဖို့ပဲဖြစ်တတ်ပါတယ်ဒီညမှာတင့်ရဲ့နှလုံးသားအနှဲငယ်ပေါ်ပါသွားခဲ့ရင်အဲ့ဒါနဲ့ပဲ Sonos ရဲ့အတိတ်ပဲဟာပြည့်စုံနေပါပြီတင်လဲဒီလိုခံစားဖို့ရင် comment မှာစာတစ်ကြောင်းလောက်ပဲဖြစ်ဖြစ်မင်းရဲ့ခံစားချက်ကိုဆန္ဒခဲ့နိုင်ပါတယ်နော်ဒါမှမဟုတ်ရင်လည်းဒီညကိုတူတူနားထောင်ခဲ့တဲ့ဆိုတဲ့အမှတ်တရဖြစ်နေicon တစ်ခုခုလောက်ဆန္ဒခဲ့လို့လည်းရပါတယ်နော်ခံစားနေရသမျှဟာတင်တယောက်တည်းမဟုတ်ပါဘူး Sonos ကနားလည်ပေးနိုင်တဲ့ဖွဲ့စည်းနဲ့အတူအမြဲတမ်းရှိနေပါတယ်ကဲနောက်ထပ်ရင်ဖွင့်စာတွေနားထောင်ကြည့်မယ်ဖြစ်ဖြစ်ကိုယ်တိုင်ရင်ဖွင့်စာတွေပေးပို့ကြည့်မယ်ဖြစ်ဖြစ် like and subscribe လုပ်တော့ဖို့မမေ့ပါနဲ့နော်ရှင်ဖွင့်စာများကို sonomsteam@gmail.com တို့ရေးသားပေးပို့နိုင်ပါတယ်ရှင်ရှင်ဖွင့်စာများရေးသားပေးပို့တဲ့အခါမှာစလုံးအရေးအတွက်ကန့်သက်ထားခြင်းမျိုးမရှိပါဘူး။ဒါကြောင့်သင်စိတ်ထဲကခန်းစားချက်မှန်သမျှကိုလွတ်လပ်စွာဖွင့်ရနိုင်ပါတယ်ရှင်။ရင်ဖွင့်စာအလုံးကိုအမည်မဖော်ဘဲဖတ်ပြပေးသွားမှာဖြစ်ပြီးကိုယ်ရာအချက်လက်များကိုဖယ်ရှားပြီးမှသာအသုံးပြုသွားမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။